အားလုံးပဲမင်္ဂလာပါမင်္ဂလာနဲ့နဲ့ခေးလေးဖြစ်ကြပါစေလို့ဘာမှမချင်းကြော်လေးမှာစုမကုန်းတောင်းမိလိုက်ပါတယ်ဒီမနေ့မှလည်းပဲဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်တဲ့ကျွန်တော်ဖွဲ့စည်းပုံကိုပြောခဲ့တာနော်အများကြီးရှိသွားပြီရောအဲ့ထဲမှာပုံမှန်၄သဘောတရားတွေပုံမှန်6သဘောတရားတွေလည်းရှင်းခဲ့ပေးသွားပြီအဲ့တော့အခုထပ်သွားမှာကဒီပုံမှန်၄နဲ့ချိတ်ဆက်မှုတွေနော်ဒီအချုပ်ချာအာဏာနဲ့ပတ်သက်တဲ့သဘောတရားလေးတွေကိုထပ်မံပြီးတော့ဝင်မြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပုံမှန်၄ရှေ့မှာကျွန်တော်ပြောခဲ့သွားရှိပါတယ်နော်နိုင်ငံတော်၏အချုပ်ချာအာဏာသည်နိုင်ငံသားများထံမှဆင်းသက်ပြီးနိုင်ငံတော်တဝန်းလုံးမှာတည်သည်ဆိုပြီးတော့ကျွန်တော်ပြောခဲ့ပေးတာရှိပါတယ်အဲ့တော့ဒီ like လေးတွေကကျွန်တော်အတူလေးတွေပဲလွှင့်မှာဖြစ်ပါတယ်နော်ကျေးဇူးပြုပြီးတော့ like တွေကိုဒီ like တွေအကုန်လုံးကြည်ချအားဖြင့်ဖွဲ့စည်းပုံကိုပို့ပြီးနားလည်လာမှာဖြစ်ပါတယ်အဲ့တော့ပုံမှန်၄ကအချုပ်ချာအာဏာကြောင်းပြောထားတာနော်ဒါပေမဲ့အဲ့ဒီပုံမှန်၄အချုပ်ချာအာဏာနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်ရှေ့မှာလည်းကျွန်တော်ပြောခဲ့တာရှိတယ်နော်နှစ်ပိုင်းနိုင်ငံတော်၏အချုပ်ချာအာဏာသည်နိုင်ငံသားများထံမှဆင်းသက်တာတစ်ပိုင်းနိုင်ငံတော်တဝန်းလုံးမှာသွားတည်တာတစ်ပိုင်းနော်နှစ်ပိုင်းရှိတယ်ပြောခဲ့တယ်အဲ့တော့အခုအဲ့ဒီပုံမှန်လေးနဲ့ပတ်သက်ပြီးတော့တခြားသောချိတ်ဆက်ပုံမှန်သဘောကိုကျွန်တော်ထပ်ပြောမယ်ဒီမှာနိုင်ငံတော်တဝန်းလုံးမှာတည်တည်လို့ပြောတာကျွန်တော်နိုင်ငံတော်ဆိုတဲ့ဇာတ်ရက်ကိုဖွဲ့စည်းပုံမှာဘယ်လိုပြောထားလဲအဲ့ဒါလည်းကျွန်တော်လေ့လာဖို့လိုရတယ်နိုင်ငံတော်ဆိုတာဘာကိုပြောတာလဲနော်အဲ့တော့ကျွန်တော်ရှင်းပြမှာ theory သဘောတရားနိုင်ငံတော်ကိုလည်းရှင်းပြမယ်ဖွဲ့စည်းပုံထဲမှာပါတဲ့နိုင်ငံတော်သဘောတရားရှင်းပြမယ်ဖွဲ့စည်းပုံထဲမှာပါတဲ့နိုင်ငံတော်သဘောတရားကိုနားလည်မှပြည်သူတွေရှိရဆင်းသက်လာတဲ့အချုပ်ချာအာဏာကဘယ်မှာသွားတည်လဲဆိုတာသိမှာဥပဒေပုံမှန်ကပုံမှန်၄မှာကတော့နိုင်ငံတော်၏အချုပ်ချာနာသည်နိုင်ငံသားများထံမှဆင်းသက်ပြီးနိုင်ငံတော်တဝန်းလုံးမှာသွားတည်သည်လို့ပြောတာအဲ့တော့သူပြောတဲ့နိုင်ငံတော်သွားတည်သည်ဆိုတာတက်ရှိပေါ်မှာသွားတည်တာလားတက်မဲ့ပေါ်မှာသွားတည်တာလားသိဖို့လိုအပ်တယ်နိုင်ငံတော်ဆိုတာတာမန်အဖြစ်ကြည့်တက်မဲ့နော်တာမန်အဖြစ်ကြည့်နိုင်ငံတော်ဆိုတာတက်မဲ့ဒါပေမဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာနိုင်ငံတော်ကိုစားအလုပ်လုပ်တဲ့ပုံကိုယ်တွေရှိတယ်နိုင်ငံတော်မှာသွားတည်သည်ဆိုတော့ပြည်သူတွေရဲ့အကြမ်းမဲ့ဆင်းသက်လာတဲ့အချုပ်ချာအာဏာသည်နိုင်ငံတော်မှာသွားတည်သည်ဆိုတော့နိုင်ငံတော်ကိုစားအလုပ်လုပ်နေတဲ့သူတွေကပြည်သူတွေရဲ့အာဏာကိုကာဆွဲပြီးအလုပ်လုပ်ပြန်လဲအလုပ်လုပ်မယ်ဆိုတဲ့သဘောပြောတာအဲ့တော့ပုံမှန်၄နဲ့ပတ်သက်တဲ့ချိတ်ဆက်သဘောကိုကျွန်တော်ကြည့်ကြည့်အောင်နော်အဲ့တော့ကျွန်တော်တို့ကပုံမှန်လေးကိုစကြည့်ပဲဆိုရင်နိုင်ငံတော်၏အချုပ်ချာအာဏာသည်နိုင်ငံသားများထံမှဆင်းသက်ပြီးနိုင်ငံတော်တဝန်းလုံးမှာတည်တည်ဆိုတော့ပြည်သူရှိမယ်ပြည်သူရှိမယ်ပြည်သူကပြည်သူမှာဘာတွေရှိလဲအချုပ်ချာအာဏာရှိမယ်ဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်အဲ့ဒီပြည်သူမှာရှိတဲ့အချုပ်ချာအာဏာဘယ်ကိုစစ်သက်လာပါလဲအောက်ကိုစစ်သက်လာတာအောက်ဆိုတာဘာလဲနိုင်ငံတော်ကိုစစ်သက်လာနော်နိုင်ငံတော်ရှိကိုစစ်သက်လာအဲ့တော့ပြည်သူနိုင်ငံတော်ပြည်သူကနေနိုင်ငံတော်ကိုညားလေးထိုးလိုက်အဲ့ဒီမှာကျွန်တော်တို့အချုပ်ချာအာဏာအလဲမှာထားလိုက်ဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်ဆိုပြည်သူကနေအချုပ်ချာအာဏာဒီနိုင်ငံတော်ဆင့်သက်တယ်နိုင်ငံတော်တဝန်းလုံးမှာသွားတည်တယ်ဒါကပုံမှန်လေးဟုတ်ပြီအဲ့ဒီမှာကျွန်တော်တို့ပုံမှန်50ခုကျွန်တော်တစ်ချက်ကြည့်ရမယ်ပုံမှန်40ခုတို့50ခုတို့တစ်ချက်ကြည့်ရမယ်နော်အဲ့ဒီမှာပုံမှန်40ခုမှာဘာပြောတာလဲလို့ပြောလို့ရှိရင်ကျွန်တော်တို့ဤအခန်းပါနော်ဤအခန်းပါအခြေခံမှုများနဲ့ပြောချင်တာကပုံမှန်40ခုဆိုတာကအခန်း1မှာပါတာဒီတစ်ခန်းလုံးမှာပါတဲ့အခြေခံမှုများနဲ့အခန်း8နိုင်ငံသားများဤမူလအခွင့်အရေးနှင့်တာဝန်များအခန်းတွင်ပါရှိသောနိုင်ငံတော်ဆိုသည်မှာတဲ့ရှင်းနောက်သကရက်တို့ဤအဓိပ္ပာယ်ကိုထောက်၍ဤဖွဲ့စည်းပုံအခြေခံဥပဒေအရဥပဒေပြုမှုအခွင့်အာဏာကိုသော၎င်းအုပ်ချုပ်မှုအခွင့်အာဏာကိုသော၎င်းကျင့်သုံးသောအဖွဲ့အစည်းသို့မဟုတ်ပုဂ္ဂိုလ်ကိုဆိုလိုသည်တဲ့တေချာကြည့်ပါအလွယ်ပြောရင်ဒီပုံမှန်40ခုမှာပြောထားတာကနော်တို့အချုပ်ချာအာဏာ၃ခုရှိတယ်ဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်ရေးဟောတဲ့အချုပ်ချာအာဏာပါဝါကြီး၃ခုရှိတယ်အဲ့ဒီထဲမှာနိုင်ငံတော်ဆိုဒီမှာဤဖွဲ့စည်းပုံအခြေခံဥပဒေအရဥပဒေပြုမှုအခွင့်အာဏာကိုတော့၎င်း
အုပ်ချုပ်မှုအခွင့်အာဏာကိုတော့၎င်းတရားစီရင်ပေါင်းတော့တရားစီရင်ပေါင်းတော့ဥပဒေပြုရေးအုပ်ချုပ်ရေးနဲ့ပတ်သက်ပြီးတော့အခွင့်အာဏာတွေကိုကျင့်သုံးတဲ့အဖွဲ့အစည်းဒါမှမဟုတ်လူပုဂ္ဂိုလ်ကိုနိုင်ငံတော်လို့ဆိုလိုသည်တဲ့အဲ့တော့အလွယ်မဲ့ပုံမှန်40ကိုသဘောကတရားစီရင်မပါဘဲနဲ့အုပ်ချုပ်ရေးနဲ့ဥပဒေပြုရေးအုပ်ချုပ်ရေးအဲ့နှစ်ခုကိုကင်ပြီးအလုတ်လုတ်တဲ့လူပုဂ္ဂိုလ်လည်းဖြစ်နိုင်တယ်အဖွဲ့အစည်းလည်းဖြစ်နိုင်တယ်အဲ့ဒါဒီနိုင်ငံတော်ပဲဖြစ်တယ်ဒါကပုံမှန်40ခွန်သဘောလူပုဂ္ဂိုလ်တူလို့ပြောလို့ရှိရင်ကျွန်တော်တို့အလွယ်မြောင်ပြလို့ရှိရင်တမရပေါ့အရသာအုပ်ချုပ်ရေးမှာတမရနော်အာဏာထိန်းတဲ့ကာလမှာနော်ကာချုပ်ဒါလူပုဂ္ဂိုလ်တူအဲ့လူပုဂ္ဂိုလ်တူကဘာတွေသုံးပါလဲဥပဒေပြုရေးနဲ့အုပ်ချုပ်ရေးကိုကင်ဆွဲထားမှာအဲ့ဒီသူဒီနိုင်ငံတော်ဖြစ်တယ်ပြည်သူတွေကပေးတဲ့အချုပ်ချာအာဏာကအဲ့ဒီသူရှိမှရှိတယ်လို့ပြောတဲ့သဘောပဲနော်အဲ့တော့ကျွန်တော်ပုံမှန်၄ကိုရှင်းတဲ့အခါမှာပုံမှန်၄ဒီနိုင်ငံတော်ဤနိုင်ငံတော်ဤအချုပ်ချာအာဏာဒီနိုင်ငံသားများထံမှဆင်းသက်ပြီးနိုင်ငံတော်မှာသွားတည်သည်လို့ပြောတာဒါဆိုရင်ပြည်သူကဆင်းသက်တဲ့သဘောတရားတော့သိရတယ်နိုင်ငံတော်မှာသွားတည်ဆိုတော့နိုင်ငံတော်ဆိုတာဘာလဲဆိုတာသိဖို့လိုအပ်တာအဲ့တော့အဲ့နိုင်ငံတော်ဆိုတာဘာလဲသိဖို့ပုံမှန်40ကိုသွားရှိုးရတယ်ပုံမှန်40ကိုသွားရှိုးရင်ပုံမှန်40ကိုမှာကဒီအခန်း1နဲ့အခန်း8ပါရှင်းနောက်ဆက်စကားရတွေကိုကြည့်ပြီးတော့ဤဖွဲ့စည်းဖို့အခြေခံဥပဒေရနော်အာဏာပေးထားတဲ့ဥပဒေပြုရေးအာဏာနဲ့အုပ်ချုပ်ရေးအာဏာနှစ်ခုတည်းပေးထားတဲ့လူပုဂ္ဂိုလ်တူတော်၎င်းအဖွဲ့အစည်းတော်၎င်းနိုင်ငံတော်ဖြစ်တယ်လို့ပြောပေးထားတာဒါကပုံမှန်40ခွန်တော့အဲ့တော့ပြည်သူတွေရှိရဆဲသက်လာတဲ့အချုပ်ချာအာဏာကနိုင်ငံတော်မှာသွားတည်တယ်ဆိုတာကစောစောကတမရမှာသွားတည်တယ်နော်အစိုးရမှာသွားတည်တယ်မြင်လားမသိနော်အဲ့တော့ပြည်သူတွေကပေးလိုက်တဲ့အချုပ်ချာအာဏာကို representative တွေကိုပေါ်ဆောင်ပြီးတော့တမရတွေအစိုးရတွေကကင်ဆွဲပြီးအလုပ်လုပ်တယ်ဒါကပုံမှန်40ခွန်သဘောဒါဆိုရင်ကျွန်တော်တို့ကပုံမှန်50ခွန်ကိုလည်းထက်ကြည့်ဖို့လိုအပ်တယ်နော်နိုင်ငံတော်တမရနှင့်ဒုတိယတမရများသည်နိုင်ငံတော်ကိုကိုစားပြုသည်တဲ့။အော်ဆိုတော့ကပုံမှန်40ခွန်မှာလည်းပြောထားတယ်။ဥပဒေပြုရေးအာဏာနဲ့အုပ်ချုပ်ရေးအာဏာတွေကိုကင်ဆွဲပြီးတော့လုပ်တဲ့ပုံကူများကိုဆိုလိုသည်တဲ့။ပုံကူကိုဆိုလိုသည်လို့ပြောတာ။အဲ့တော့ပုံမှန်50ခွန်မှာလည်းပဲနိုင်ငံတော်တမရနှင့်ဒုတမရများသည်နိုင်ငံတော်ကိုကိုစားပြုသည်လို့ပြောထားတာ။ရှင်းတယ်နော်။အဲ့တော့ပုံမှန်50ခွန်မှာကတမရနဲ့ဒုတမရတွေကနိုင်ငံတော်ကိုကိုစားပြုတယ်ပုံမှန်40ခုမှာနိုင်ငံတော်ဆိုတာလည်းပဲဥပဒေပြုရေးအာဏာနဲ့ဘာဖြစ်လဲအုပ်ချုပ်ရေးအာဏာကိုင်ဆွဲတဲ့လူပုဂ္ဂိုလ်တို့မျိုးအဖွဲ့အစည်းကိုဆိုလိုတယ်ဒါတွေကအကုန်မှန်နေတယ် process အားဖြင့်အကုန်မှန်တယ်ဟုတ်တယ်နော်အဲ့တော့ကျွန်တော်အချုပ်ချာအာဏာနဲ့ကြည့်မယ်ဆိုလို့ရှိရင်နိုင်ငံတော်ကိုလည်းနားလည်ဖို့လိုရတယ်အဲ့တော့ပုံမှန်4နိုင်ငံတော်ဤအချုပ်ချာအာဏာသည်နိုင်ငံသားများထံမှဆင်းသက်တာကမှန်တယ်ဘယ်မှာသွားတည်တာလဲနိုင်ငံတော်မှာသွားတည်တာနိုင်ငံတော်ဆိုတာကဥပဒေပြုရေးအာဏာနဲ့အုပ်ချုပ်ရေးအာဏာတွေကိုကင်ဆွဲတယ်အစိုးရတို့မို့အဖွဲ့အစည်းကိုခေါ်တယ်အဲ့ဒီထဲမှာတမရဒုတမရတွေကလည်းပဲဘာဖြစ်လဲနိုင်ငံတော်ကိုစားပြုပြီးအလုပ်လုပ်ရတယ်ပုံမှန်50ခွန်မှာအဲ့တော့ပုံမှန်4ကိုပြောလို့ရှိရင်ပုံမှန်ကျွန်တော်50ခွန်ရဲ့ပုံမှန်40ခွန်ရဲ့ပုံမှန်50ခွန်ရဲ့ကိုကြည့်ရအောင်အဲ့တော့အလွယ်ပြောမယ်ဆိုရင် citizen တွေရှိရနေပြီးတော့ဗါတယ်လေ sovereignty လို့ခေါ်တဲ့အချုပ်ချာအာဏာ right to စဉ်းသက်ဘူးလား right to စဉ်းသက်တယ်ဘာတွေစစ်သက်တာလဲ sovereignty လို့ခေါ်တဲ့အချုပ်အခြာအာဏာတွေကစစ်သက်တာအပေါ်ကနေတော့ down ပေါ့နော်အပေါ်ကနေစစ်သက်တာပြည်သူကအပေါ်ထိတ်ဆုံးပဲနော် citizen ကထိတ်ဆုံးပဲ citizen တွေရှေ့ကနေပြီးတော့ sovereignty တွေကတော့ down အပေါ်ကနေအောက်ကို right to စဉ်သက်တယ်နော်စဉ်သက်ပြီးတော့ဘသူတွေက executive လုပ်တယ်တာဝန်ရှိတဲ့ပုံကိုယ်တွေပေါ့အစိုးရသို့မဟုတ်တမရလူတို့မို့အဖွဲ့အစည်း person and body သူတို့တွေကနေပြီးတော့ဘာဖြစ်လဲကင်ဆွဲပြီးတော့ union နိုင်ငံတော်ကိုစား state ကိုစားသူတို့ကအလုပ်လုပ်တယ်အဲ့တော့ essentially top down sovereignty က top down အပေါ်ကနေအောက်ကိုဆင်းသက်တယ်ပြည်သူကနေဆင်းသက်တာတခြားကြည့်မယ်နော် citizen ကနေပြီးတော့ state စီကိုတို့မို့ union စီကိုဘာဖြစ်လဲ sovereignty က top down ဆင်းသက်တာဖြစ်တယ်နော်အဲ့တော့ပုံမှန်40ခွန်ပုံမှန်50ခွန်ကိုအဲ့ဒီလိုအတွဲလိုက်ကြည့်မယ်ဆိုလို့ရှိရင်
ပြည်သူတွေရှိရဆဲသက်လာတဲ့အချုပ်ချာအာဏာကနော်ဘယ်ကိုဆင်းသက်လာလဲနိုင်ငံတော်ကိုဆင်းနေနိုင်ငံတော်ဆိုတာကပုံမှန်40ခေါ်ရတမရရေနော်အစိုးရအဖွဲ့အစည်းတွေဖြစ်တယ်အဲ့ဒီအဖွဲ့အစည်းတွေကဥပဒေပြုရေးအာဏာနဲ့အုပ်ချုပ်ရေးအာဏာကိုကင်ဆွဲတဲ့အဖွဲ့အစည်းတွေအဲဆိုတဲ့သဘောပုံမှန်40ခေါ်အဲ့တော့ပြည်သူတွေပေးတဲ့အချုပ်ချာအာဏာတွေကိုအဲ့ဒီတာဝန်ရှိတဲ့တမရတွေအစိုးရတွေကဥပဒေပြုရေးအာဏာရတဲ့သူကဥပဒေပြုမယ်နော်အုပ်ချုပ်ရေးအာဏာရတဲ့သူကအုပ်ချုပ်ရေးပြုမယ်တရားစီရင်မပါဘူးနော်နိုင်ငံတော်ဆိုတဲ့ဇာတ်ကားထဲမှာရှင်းနောက်ဆက်ဆက်ဇာတ်ကားကိုချိတ်ပြီးတော့တရားစီရင်မပါဘူးပုံမှန်40ခေါ်မှာဟုတ်ကဲ့မင်္ဂလာပါမင်္ဂလာနည်းနည်းခဲပါအဲ့တော့ဒါကကျွန်တော်တို့ကဥပဒေသဘောနိုင်ငံဥပဒေဇာတ်ကားထဲမှာပါတယ်နိုင်ငံတော်သဘောတော့ရှင်းပြပေးသွားတာနော်ဒါကျွန်တော်က sharing သမားနော်အောက်ကနေကြိုးကြောင်ရေးကျွန်တော်အပြီးဖမ်းတယ်နော်တယောက်ရှိတယောက်နဲ့ပဲပြောမယ်အဲ့တော့ဒါကဥပဒေဇာတ်ကားရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါတယ်နိုင်ငံတော်ဆိုတဲ့သဘောတရားနောက်ထပ် theory သဘောကိုကျွန်တော်ထည့်ရှင်းပြပေးဦးမယ်အခုတော့အကျဉ်းလေးပဲရှင်းမယ်နောက်တက်လိုက်ကြမှာနည်းနည်းအကျယ်ချဲ့ပြီးရှင်းပေးမယ်နော်နောက်တက်လိုက်ကြသူကနည်းနည်းကျွန်တော်စကားတိုက်ပြောလို့မရအောင်ကျွန်တော်စကားပြောမှန်တဲ့ထန်နဲ့ပြောတာစကားတိုက်ခဏနားပြီးတော့မှနောက်တက်လိုက်လာပဲအဲ့တော့ဒီဟာဖွဲ့စည်းပုံထဲမှာပါတဲ့နိုင်ငံတော်သဘောတရားကိုပြောတာနော်ပုံမှန်40ခုပုံမှန်50ခုဒီလို process ကိုတေချာကြည့်နိုင်ငံတော်ဆိုတဲ့သဘောတရားတွေးလိုက်မယ်အခုကျွန်တော် theory သဘောတရားကိုပြောပါနိုင်ငံတကာလက်ခံထားတဲ့နော်နိုင်ငံတော်ဆိုတဲ့စကားရပ်မှာအင်္ဂါ4ရက်ရှိအင်္ဂါ4ရက်ရှိပါတယ်နော်နေသားအုပ်ချုပ်ဤလေးခုနိုင်ငံအဖြစ်ရည်တည်မှုတဲ့နေဆိုတာနယ်နိမိတ်အပိုင်းခြား territory လို့ခေါ်တယ် territory နယ်နိမိတ်အပိုင်းခြားသားဆိုနိုင်ငံသူနိုင်ငံသား citizen တွေကိုပြောတာ theory မှာတော့ population လို့သုံးတယ်လူဦးရေလို့သုံးတယ်ကျွန်တော်ကအလွယ်မှတ်နေတာ citizen နိုင်ငံသားလို့ပြောတာနေသား territory citizen နောက်တကဘာဖြစ်မလဲအချုပ်ချာအာဏာနော် sovereignty အချုပ်ချာအာဏာရဲ့ government လို့ခေါ်တဲ့အုပ်ချုပ်တဲ့အဖွဲ့အစည်းရဲ့နေသားအုပ်ချုပ်ဤလေးခုနိုင်ငံအဖြစ်ရည်တည်ဖို့နိုင်ငံတော်တစ်ခုရဲ့အင်္ဂါရက်လို့ပြောလို့ရှိရင်နယ်နိမိတ်အပိုင်းခြား sovereignty တွေပါတယ်territory တွေပါတယ်နော် citizen ပြည်သူပြည်သားတွေပါတယ် government အစိုးရအုပ်ချုပ်တဲ့သူတွေပါသလိုချုပ်လို့ခေါ်တဲ့အချုပ်ချာအာဏာ sovereignty ဒါတွေလည်းပါတယ်အဲ့တော့နိုင်ငံတော် theory မှာနိုင်ငံတော်လို့ပြောလို့ရှိရင်ဘာဖြစ်လဲ territory citizen government sovereignty အဲ့ဒီအင်္ဂါရက်၄ခုပါတာကိုနိုင်ငံတော်လို့သုံးပါတယ်နိုင်ငံတော်တစ်ခုရဲ့အင်္ဂါရက်များလို့ဆိုလို့ရှိရင် territory citizen government sovereignty ဆိုပြီးတော့အဲ့ဒီအင်္ဂါရက်၄ခုပါတယ်နိုင်ငံတော်ဖြစ်ပါတယ်เนาะဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနိုင်ငံတော်နဲ့ပတ်သက်ပြီးတော့နောက်ထပ်တက်လိုက်ကြမှာကျွန်တော်အခြေချဲပြီးရှင်းပြပေးပါမယ်လောလောဆယ်တော့ကျွန်တော်ခဏနားအောင်ကျွန်တော်စကားဇက်တိုက်ပြောလို့မရအောင်73မိနစ်ဖြစ်သွားပြီဟိုတော့ဆိုကျွန်တော်စာတင်လို့ရှိရင်တနေလို့တောက်လျှောက်ပြောနိုင်တယ်အခုကျွန်တော်ကြမ်းပါပြီမကောင်းတော့စကားအကြာကြီးပြောလို့မရကျွန်တော်စကားပြောရင်လည်းမန်နဲ့ထန်နဲ့ပြောတာမနေ့ကဆိုလို့ရှိရင်တနေလုံးနေ့လည်းပါတယ်တနေလုံးအဲ့လိုတလိုက်ပြီးတလိုက်လွှဲလိုက်တာညကြတော့ကျွန်တော်ခါစကားပြောညကြတော့ကျွန်တော်ခါဆေးတော့ပြီးတော့နာနေတော့တော့ဒီလိုက်လေးကိုခဏနားပါတယ်အဲ့တော့နောက်တစ်လိုက်ကြမှာနိုင်ငံတော်ဆိုတဲ့သဘောတရားကိုနိုင်ငံတော်တစ်ခုမှရှိရမယ်အင်္ဂါရက်တွေကိုအကျယ်ချဲ့ပြီးကျွန်တော်ရှင်းပြပေးမယ်မင်္ဂလာနည်းနည်းခင်းလေးပါမင်္ဂလာပါနော်အဲ့ဒါဆိုရှမ်းမြောက်ရခိုင်ချင်းစကိုင်းမင်းတို့အစိုးရကနေရာကိုတဲ့ဘာဖြစ်လဲအကုန်လုံးကရှမ်းမြောက်လည်းကျွန်တော်ပိုင်တယ်ရခိုင်လည်းကျွန်တော်ပိုင်တယ်ချင်းလည်းကျွန်တော်ပိုင်တယ်စကိုင်းလည်းကျွန်တော်ပိုင်တယ်ဒီလိုပဲတနိုင်ငံသားတွေအကုန်လုံးပိုင်တယ်ရှမ်းမြောက်ရခိုင်ချင်းပြည်နယ်နဲ့အတိုင်း14ခုအကုန်လုံးကိုနိုင်ငံသားတွေကပိုင်ပါတယ်အဲ့တော့နိုင်ငံသားတွေကပိုင်တဲ့အတွက်ကြောင့်နိုင်ငံသားတွေကိုစားအုပ်ချုပ်တဲ့အစိုးရကိုကျွန်တော်တို့ကအလုပ်လုပ်ဖို့အစိုးရဖော်ပြီးတော့တာဝန်ပေးထားတာဖြစ်ပါတယ်အဲ့တော့အစိုးရကပြည်သူကတာဝန်ပေးတဲ့အတွက်ကြောင့်အစိုးရနေပြီးတော့အဲ့ဒီမြေတွေကိုပြန်ပြီးတော့ကင်ဆွဲဖို့ပြန်ပြီးအပိုင်စီးဖို့အစိုးရကပြန်ပြီးတော့ထိုးစစ်ဆင်ရတယ်ဒါကြောင့်မလို့အခုရက်ပေါင်း60ကျွန်တော်တို့ရေးပေါ်အခြေအနေ
မျိုးပေါင်း60ကိုနော်မျိုးပေါင်း60ကိုအရေးပေါ်ချိန်ကြီးကျွန်တော်ထက်ကြီးညာပေးတာဖြစ်ပါတယ်စစ်တဲဝင်ပြီးရခိုင်ဘက်ကိုသွားတိုက်လေတဲ့စကားတွေအကောင်းကြီးကြပါခင်ဗျားတို့ကလေဒီလိုက်နိုင်ငံရေးလိုက်မဟုတ်ဘူးနိုင်ငံရေးလိုက်မဟုတ်ဘူးနိုင်ငံရေးလိုက်ကိုသွားခင်ဗျားတို့နေရာမှားနေတယ်နော်ခင်ဗျားတို့ကိုကြီးတဲ့နေရာလဲနည်းနည်းပါဝေဖန်သုံးသပ်ပြီးတော့စဉ်းစားကြအောင်ငါတို့သွားကြည့်နေတဲ့လိုက်ကဘလို့လိုက်လဲသဘောတရားဘလို့ရှိလဲဒီကသတင်းလိုက်လဲမဟုတ်ဘူးသတင်းကြီးပြောနေရလဲမဟုတ်ဘူးနိုင်ငံရေးတွေပြောနေတာလဲမဟုတ်ဘူးဝေဖန်လေကန်နေရလဲမဟုတ်ဘူးနေရာမှားနေတယ်အလှအိမ်မဟုတ်ဘူးဝင်ပြီးစားဖို့မစဉ်းစားနဲ့အလှအိမ်မဟုတ်ဘူးနော်ကဲမေးစရာရှိရင်မေးပါကျွန်တော်ဒီလိုက်နားပါပြီအဲ့တော့နိုင်ငံတော်ဆိုတဲ့သဘောတရားလေးကိုပြောပြသွားတာဖြစ်ပါတယ်ကဲအဲ့တော့မေးစရာမရှိရင်ကျွန်တော်လိုက်ချလိုက်ပဲနော်နောက်ထပ်မိနစ်20နေလို့ရှိရင်နိုင်ငံတော်ဆိုတဲ့သဘောတရား theory သဘောတရားကိုနော် territory ရော sovereignty ရော government ရော citizen ရောအဲ့ဒီ၄ခုလုံးကိုကျွန်တော်ရှင်းပြပေးမယ်အကျယ်ချက်ရှင်းပြပေးမယ်အစီပြေလားပြီနော်နောက်ထပ်မိနစ်20နေပြန်လဲတက်ခဲ့ပါအားလုံးပဲကျေးဇူးတင်ပါတယ်မင်္ဂလာနံနက်ခင်းဖြစ်ကြပါစေတဒါ